ကြားစွာမင်းရဲ့ဘဝစကြောင်းကိုကြည့်ရင်ခွန်အားနဲ့အုပ်ချုပ်တာတဲ့အသိဉာဏ်ပညာရည်ကျင်းမှုကိုအခြေခံပြီးတိုင်းပြည်ကိုအေးချမ်းအောင်လှုပ်ဆောင်သွားတာကိုတွေ့ရပါတယ်ပညာရေးကိုတန်ဖိုးထားတဲ့ဘုရင်တစ်ပါးရဲ့စံနမူနာဟာဒီနေ့ခေတ်ထိသင်ခန်းစာယူစရာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်တို့မြမသမိုင်းတစ်လျှောက်မှာစစ်အင်အားနဲ့နေပယ်ချဲ့ထွင်ခဲ့တဲ့ဘရင်တွေနန်းတွင်းရေးရရှုပ်ထွေးမှုကြားကဘရင်တွေအများကြီးရှိခဲ့ပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်ပြောပြသွားမယ့်ဘရင်ကတော့အဲ့ဒီဘရင်တွေနဲ့လုံးဝမတူပဲထူးခြားတဲ့ဘရင်တစ်ပါးအကြောင်းပဲဖြစ်ပါတယ်သူကတော့ဓမ္မရာဇာဘွဲကိုခံယူခဲ့တဲ့ပကံခေတ်ရဲ့ပညာရှိဘရင်ကြားစွာမင်းအကြောင်းပဲဖြစ်ပါတယ်ကြားစွာမင်းစိုးစံခဲ့တဲ့ကာလဟာပကံအင်ပါယာကြီးရဲ့အထွတ်ထိပ်ကာလကိုကျော်လွန်ပြီးငြိမ်းချမ်းမှုအရှိန်အဟုန်ကောင်းနေတဲ့အချိန်ပဲဖြစ်ပါတယ်ပကံပြတိုက်ထဲမှာကြားစွာမင်းရဲ့ရုပ်ထုကိုသွားကြည့်ရင်တခြားဘုရင်တွေလိုစစ်ဝတ်တန်စာတွေနဲ့မဟုတ်ပဲအေဂျင့်နဲ့မျက်နှာထားပညာရှိတဲ့အသွင်ပြင်ကိုတွေ့မြင်ရပါလိမ့်မယ်။သူဘယ်လိုမျိုးနတ်တက်လာခဲ့တယ်လဲ။သူ့လက်ထက်မှာပကံမီကြီးကဘယ်လိုရှိနေတယ်လဲဆိုတာကိုဒီဗီဒီယိုအတွင်းမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တမိုင်းချက်လက်တွေရွာကြားစွာမင်းဟာထီလို့မင်းလို့မင်းခေါ်ဇေယျသင်္ခါမင်းရဲ့သားတော်ဖြစ်ပါတယ်။သူနတ်တက်ခဲ့တဲ့နှစ်နဲ့ပတ်သက်ပြီးရာဇဝင်ကျမ်းတွေမှာကွဲလဲချက်လေးတွေအနည်းငယ်ရှိပါတယ်။ဥက္ကလရာဇဝင်မှာတက္ကရာ980ခုနှစ်လို့ဆိုပေမဲ့မှန်တမ်းရာဇဝင်နဲ့ဇာတာတော်ပုံတို့မှာတော့996ခုနှစ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့ခိုင်မာတဲ့ပကံခေတ်ကျောက်စာတွေအရာဆိုရင်တော့ကြားစာမင်းဟာကောဇာတက်ဂရေ998ခုနှစ်ခရစ်နှစ်1236ခုနှစ်မှာနတ်တက်ခဲ့တာပဲဖြစ်ပါတယ်ကြားစွာမင်းကံကောင်းတာတစ်ခုကတော့သူ့ဘိုးတော်နယပတိစီသူမင်းနဲ့ဖခမီတော်ထီလိုမင်းလို့မင်းရဲ့လက်ထက်မှာမြန်မာနိုင်ငံမြောက်ဖျားကနေတောင်ဖျားဒီစီးရေးအရာအောင်နိုင်ပြီးသားဖြစ်နေတာပဲဖြစ်ပါတယ်နိုင်ငံတကာဆက်ဆံရေးမှာလည်းတီဟိုကျွန်းနဲ့အဆက်အသွယ်ကောင်းမွန်နေခဲ့တဲ့အတွက်ကြားစာမင်းနတ်တက်တဲ့အချိန်မှာတိုင်းပြည်ကစစ်ပွဲတွေမရှိသလောက်နေပါပြီးအလွန်အေးချမ်းနေခဲ့ပါတယ်ဒါကြောင့်ပဲကြားစွာမင်းဟာတိုင်းပြည်ကာကွယ်ရေးထဲယဉ်ကျေးမှုနဲ့စာပေဖွံ့ဖြိုးရေးကိုပိုပြီးအာရုံစိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ကြားစွာမင်းကိုစာပေနှက်ဆက်တဲ့ဘုရင်လို့ဘာလို့ခေါ်တယ်လဲဆိုရင်သူဟာဗိတကတ်သုံးပုံကိုကိုကောက်တိုင်တိုင်းပြန်လည်တင်ကြားခဲ့သူဖြစ်ပါတယ်အဲ့ဒီခေတ်မှာဘုရင်တစ်ပါးအနေနဲ့စီးရေးထဲစာပေမှာဒီလောက်နှက်ဆက်ဖို့ဆိုတာမလွယ်ကူလာပါဘူးမြန်မာရာဇဝင်တွေထဲမှာဆိုထားတာကတော့ကြားစွာမင်းဟာပါဠိအထက်ကရာဒီကာကျမ်းတွေရဲ့ခက်ခဲနက်နဲတဲ့အဓိပ္ပာယ်တွေကိုဖြေဆိုရမှာသူ့ကိုရှင်းနိုင်တဲ့သူမရှိဘူးလို့ဆိုကြပါတယ်အံ့ဩစရာကောင်းတာကသူကိုယ်တိုင်စာပေပြုစုခဲ့တာပဲဖြစ်ပါတယ်စေတသိက်ရုပ်နိဗ္ဗာန်စတဲ့ပရမတ္ထတရားတွေကိုနန်းတွင်းကအမျိုးသမီးတွေပါနားလည်အောင်ကျမ်းတွေကိုရေးသားခဲ့ပါတယ်ဒါတွေမကပဲတရားဘတ်မှာလည်းတထဘိနုကျမ်းကိုအဖွင့်နီကနဲ့တကွာပြုစုခဲ့ပါတယ်သူဟာဘုရင်ဆိုတာတဲ့ဆရာကြီးတယောက်လိုဖြစ်နေခဲ့တာပါဒီနေရာမှာကျွန်တော်တို့သတိထားမိမှာကတော့ကြားစွာမင်းရဲ့ပညာရေးအရှိန်ဟွန်ဟာနန်းတွင်းတစ်ခုလုံးကိုကူးဆက်နေခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့သမီးတော်တန်ပြင်မင်းသမီးဆိုရင်လည်းရဟန်းတန်ဃာတွေကိုစာပို့ချနိုင်တဲ့အထိကျမ်းဂန်တက်မြောက်ခဲ့ပါတယ်သမီးတော်တွေရဲ့ခင်မွန်းတန်ပြင်အမတ်ကလည်းတန်ပြင်နီကာကိုရေးသားခဲ့တယ်ဆိုတော့ကြားစွာမင်းရဲ့မိသားစုဟာပကံခေတ်ရဲ့ပညာတတ်အတိုင်းအဝိုင်းကြီးဖြစ်ခဲ့တာပဲဖြစ်ပါတယ်ကြားစွာမင်းလက်ထက်မှာမြန်မာစာပေရဲ့အခန်းကဏ္ဍကပိုပြီးတော့ခိုင်မာလာခဲ့ပါတယ်နယပတိစီသူမင်းလက်ထက်ကတည်းကစတင်ခဲ့တဲ့မြန်မာစာအသုံးပြုမှုဟာကြားစွာမင်းလက်ထက်မှာတော့အထွတ်ထိပ်ကိုရောက်လာခဲ့ပြန်ပါတယ်ပါဠိကျမ်းဂန်တွေကိုမြန်မာဘာသာပြန်ပြီးလေ့လာကြတာတွေသာသနာရေးဆိုင်ရာစာပေတွေရေးသားတာတွေဟာနေအောင်လာအောင်လို့ထွန်းပလာခဲ့ပါတယ်အဲ့ဒီခေတ်မှာမြန်မာစာပေဟာနန်းတွင်းသုံးနေမဟုတ်ပဲပြည်သူတွေကြားမှာလည်းပိုပြီးတော့ပြန့်နှံ့လာခဲ့ပါတယ်ကျောက်စာတွေမှာမြန်မာဘာသာနဲ့ရေးထိုးထားတာတွေများလာတာကကြားစွာမင်းရဲ့စာပေညှိတင်မှုကြောင့်လို့ပြောရင်လည်းမမှားပါဘူးအခုကျွန်တော်ပြောပြချင်တာကတော့ကြားစွာမင်းရဲ့အမှုပညာဆန်တဲ့စိတ်ကူးစိတ်တမ်းပဲဖြစ်ပါတယ်သူဟာစာပေသင်ကြားမှုကိုအေးချမ်းချမ်းလုပ်ချင်တဲ့အတွက်တူးရင်တောင်ကြီးမှာမြကန်ဆိုတဲ့ကန်ကြီးကိုဆယ်ဖို့ခဲ့ပါတယ်အဲ့ဒီကန်ကြီးထဲမှာကြာမျိုး၅ပါးပွင့်စီပြီးတော့ဝမ်ပဲဂျိုးကြာဟင်းသာရေကျက်စတဲ့ငှက်ပေါင်းစုံမြူးတူးနေတဲ့နေရာလေးဖြစ်အောင်ဖန်တီးခဲ့ပါတယ်ကန်ဒီမှာလေယာတွေစိုက်ပျိုးစီပြီးတစ်နှစ်ကို3သီးလောက်စိုက်နိုင်အောင်စီမံခဲ့တယ်လို့သူကိုယ်တိုင်ကလည်းကန်ဒီမှာမင်းတဲဆောက်ပြီးတော့စာဖို့ချခဲ့ပါတယ်မြေအောင်ကြည့်လိုက်လို့ရှိရင်ပကံရဲ့ပူပြင်းတဲ့ရာသီဥတုမှာတူးရင်တောင်ချီကအေးမြတဲ့မြကန်ဘေးမှာထိုင်ပြီးဘင်းတစ်ပါးကစာပေတင်ပေးနေတဲ့ပုံရိပ်ဟာတိတ်ကိုလှပလုံးပါတယ်ဒီမြကန်ဟာဒီနေ့ထိတိုင်ပကံမှာရှိနေစေလေဖြစ်ပါတယ်ကြားစွာမင်းရဲ့ကုသိုလ်တော်တွေထဲမှာဂျိုးပင်ကောက်ကကြားစွာဖျားစကုမျိုးကပြတ်သက်ကျောင်းနဲ့ပကံကပြတ်တရာဖျားဒါမှမဟုတ်ပြတ်သက်ကြီးဖျားဟာအလွန်ထင်ရှားပါတယ်သူဟာနိုင်ငံကို16နှစ်တိုင်တိုင်းငြိမ်းချမ်းစွာအုပ်ချုပ်ခဲ့ပြီးတဲ့နောက်မှာတော့တားတော်ဥဇနာမင်းဟာထိနှံဆက်ခံခဲ့ပါတယ်ကြားစွာမင်းရဲ့ဘဝစကြောင်းကိုကြည့်ရင်ခွ
ခွန်အားနဲ့အုပ်ချုပ်တာတဲ့အသိဉာဏ်ပညာရည်ကျင်းမှုကိုအခြေခံပြီးတိုင်းပြည်ကိုအေးချမ်းအောင်လှုပ်ဆောင်သွားတာကိုတွေ့ရပါတယ်ပညာရေးကိုတန်ဖိုးထားတဲ့ဘုရင်တစ်ပါးရဲ့စံနမူနာဟာဒီနေ့ခေတ်ထိသင်ခန်းစာယူစရာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ကြားစွာမင်းကြီးအကြောင်းကိုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်တော့မှတော့ပကံခေတ်ရဲ့တခြားစိတ်ဝင်စားကြသမိုင်းကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်